ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Manchester United အသင်းအနေနဲ့အိမ်ကွင်း Old Trafford မှာ Nottingham Forest ကို 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရယူပြီးတော့ဒီယာဒီရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကိုအနိုင်ရလဒ်နဲ့ကျွန်တော်တို့ပိတ်သိမ်းနိုင်ခဲ့ပါတယ်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပွဲပြီးသုံးသက်ချက်လေးကျွန်တော်ပြုလုပ်ချင်ပါတယ်အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Manchester United ကစားသမား Bruno Fernandes အနေနဲ့ဒီနေ့ပွဲစဉ်မှာအဆစ်တစ်လုံးကိုရရှိခဲ့တဲ့အတွက်ကြောင့်မို့လို့တရာဒီအတွင်းဖန်တီးမှုအများဆုံးဖြစ်တဲ့အကြိမ်20ကို live မီသွားခဲ့ပါပြီ။ဂုဏ်ယူပါတယ် Bruno ရေအဲ့ဒီအပြင်ကိုမှကျွန်တော်တို့ရဲ့တရဝင်းနီးပြကြီးဖြစ်တဲ့ Michael Carrick အနေနဲ့လည်းဒီနေ့ပွဲစဉ်မှာတရဝင်းထုတ်ပြန်သွားပြီးဖြစ်ပါတယ်။ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်ရမယ်ဆိုရင်တော့နောက်ရာဒီမှာခေါ်မသွားတဲ့ကစားသမားကိုရွေးချယ်ပါဆိုရင်တော့ကျွန်တော်အနေနဲ့ဇက်စီကိုကျွန်တော်ရွေးချယ်ချင်ပါတယ်ဇက်စီအနေနဲ့ရောက်လာတဲ့အချိန်ကနေစပြီးတော့အခုအချိန်ထိမှလုံးဝအံဝင်ခွင်ကြမှုမရှိတဲ့ကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်မြင်ပါတယ်အဲ့တော့ဂိုးသမားနေရာကနေစပြီးတော့ကြည့်ရမယ်ဆိုရင်တော့ဆန်နီလမန်အနေနဲ့ဒီနေ့ပွဲစဉ်မှာပထမပိုင်းကတော့ပိုကောင်းတယ်ဒုတိယပိုင်းမှာကတော့ဒါနည်းနည်းလေးတော့အဆင်မပြေဘူးလို့တော့ကျွန်တော်ထင်တယ်သို့ပေမဲ့လည်းဒါပုံမှန်လက်စွမ်းကိုပြနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ဒါနောက်တန်းကစားသမားတွေအနေနဲ့ကတော့မကွာယာတော်တော်လေးကိုကောင်းတယ်မာတီနက်ကလည်းဒါပြီးခဲ့တဲ့ပွဲစဉ်နဲ့ဘာမှမတူဘဲနဲ့တော်တော်လေးကိုကောင်းတယ်လူရှောအနေနဲ့ကလည်းဂိုးတကိုးကိုရရှိခဲ့တယ်တော်တော်လေးကိုကျွန်တော်တို့ချီးကျူးဖို့ကောင်းတယ်ဒါလောအနေနဲ့ကတော့အဆင်ပြေတဲ့အပိုင်းတွေရှိခဲ့တယ်ဆိုပေမဲ့အဆင်မပြေတဲ့အပိုင်းတွေလည်းအများကြီးတွေ့ရပါတယ်အဲ့ဒီအပြင်ကိုမှကွင်းလေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကွင်းလေ3ယောက်လုံးကအရန်ကိုကောင်းမွန်တယ်ကိုဘီမိန်နူးကလည်းတော်တော်လေးကိုကောင်းမွန်တယ်လို့ကက်စမဲရိုကလည်းနောက်ဆုံးနှုတ်ဆက်ခြင်းအနေနဲ့တော်တော်လေးကောင်းမွန်တဲ့ခြေစွမ်းကိုပြသခဲ့တယ်လို့ကျွန်တော်ထင်တယ်ဘရူနိုဖန်နက်တက်ကတော့ပြောစရာမလိုဘူးညီကိုတို့သိမှာပါအဲ့တော့ကျွန်တော်တို့တိုက်စစ်ကိုကြည့်မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာအမ်ဘွင်ဘိုကတော့တိတ်ပြီးတော့အဆင်မပြေဘူးဆိုပေမဲ့အမ်ဘွင်ဘိုအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ထက်စာရင်ပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်မြင်တယ်မာတီယက်စ်ကွန်ညာအနေနဲ့လည်းဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုကစားအားကောင်းတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ရဲ့ကပတိန်ဖြစ်တဲ့ Bruno Fernandes အနေနဲ့အဆစ်တစ်ချိန်ရရှိခဲ့တဲ့အချိန်မှာကစားသမားတွေအားလုံးကအောင်ပွဲခံကြတာကိုကြည့်ချင်အားဖြင့်ကျွန်တော်တို့ရဲ့အသင်းကတော်တော်လေးကိုစီးလုံးလာပြီးတော့တရေနီစိတ်သက်တွေပြေးဝလာပြီးလို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ရဲ့ Michael Carrick ကလည်းနောက်ဆုံးလက်ကျန်တပွဲကြံနေတယ်ဆိုပေမဲ့ဒီယာဒီအတွက်ကိုကျွန်တော်အရန်ကိုကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အရန်ကိုလည်းချီးကျူးချင်ပါတယ်ကျွန်တော်အမြင်ကကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကကျွန်တော်တို့ရဲ့ Manchester United fan တွေရဲ့ရင်ဘတ်ထဲမှာအမြဲတမ်းကြံရစ်ပြီးတော့အမှတ်ရစေမဲ့ပွဲစဉ်တပွဲလို့ပဲကျွန်တော်ယူဆချင်ပါတယ်ညီကိုတို့အနေနဲ့လည်းနောက်ရဒီမှာဘေးကစားသမားတွေကိုခေါ်သွားတင်တယ်ဘေးကစားသမားတွေကိုရောင်းချတင်လဲဆိုတာကိုကျွန်တော်ရဲ့ကွန်မန့်အောက်မှာအမြင်လေးတွေဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်